ဒီနေ့ဗီဒီယိုလေးမှာတော့အမကအရင်တစ်ခေါက်က N2 ပေါ့နော်အရင်တစ်ခေါက် N3 ပေါ့ဒီတစ်ခေါက်က N2 မှာအမှတ်ဘယ်လောက်ပေးရပြီးတဲ့အခါကျတော့အချိန်လေးနဲ့ဘယ်လိုကိုက်ဖြည့်လို့ရှိရင်အဆင်ပြေမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြမယ်သွားမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအောက်မှတ်ပေါ့အောက်မှတ်က60ပါနော် N3 နဲ့ပါကွာလဲဆိုတော့5မှတ်ပေါ့နော် N3 က65 N2 ကကျတော့60ဆိုရင်အောင်နေပေါ့အဲ့တော့ဖြည့်ရမှာတော့ဒါအမှတ်180ပေါ့အဲ့တော့ N2 မှာကျတော့ N3 နဲ့မတူတာပါလဲဆိုတဲ့အခါကျတော့ N3 တော့ကမတို့ဘွန်းဘိုးရဲ့ဒီမိုဂျီကိုကြီးရတက်စီပေါ့နော်မိုဂျီကိုကြီးကအရင်ဆုံးဖြေရတယ်ပြီးတော့မှဘွန်းဘိုးနဲ့ရီဒီကသွားပေါင်းတာဒီမှာကျတော့အဲ့လိုမဟုတ်တော့ဘူးအကုန်လုံးပေါ့နော်မိုဂျီကိုကြီးရောပြီးတော့ဘွန်းဘိုးရောဒုကိုင်းရောအကုန်လုံးပေါင်းပြီးတော့မှ105မိနစ်ပေါ့နော်105မိနစ်105မိနစ်ဆိုတော့တနာရီနဲ့မှ45မိနစ်ရှိမယ်ပေါ့နော်မိနစ်30 60ဟိုဘက်က30ဆို90 90ရယ်15မိနစ်ဆိုဟုတ်တယ်နော်မိနစ်တနာရီနဲ့မှ45မိနစ်တနာရီနဲ့45မိနစ်ကိုအရင်ဆုံးဖြည့်ရမယ်ပြီးတော့မှတက် listening ရလာမယ်ပေါ့နော် listening ကမိနစ်50အောင်မှ32ပုတ်ပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့ဒီဖြည့်တဲ့အခါမှာမိုဂျီကိုကြီးရဲ့ဘွန်းဘိုးရဲ့ကမိုဂျီကိုကြီးက32ပုတ်ရှိမယ်ဘွန်းဘိုးက22ပုတ်ပြီးတော့ဒိုကိုင်းကကျတော့22ပုတ်ပေါ့နော်အဲ့ဒါအားလုံးပေါင်းအဲ့တော့အားလုံးကဘယ်နှပုတ်ရှိ32ရယ်22ရယ်ဆိုတော့54 54 54ပုတ်ရယ်အောက်က22ပုတ်ရယ်ပေါ့နော်အဲ့တော့54ရယ်21ရယ်ဆိုတော့85ပေါ့နော်ဟုတ်တယ်နော်အောက်လုံးပေါင်းကို105မိနစ်နဲ့ဖြည့်ရမယ်ပေါ့နော်အဲ့တော့အောက်မှာကတော့တစ်ခုကိုအပိုင်းတစ်ပိုင်းကို16မှတ်စီရရင်အောင်မယ်ပေါ့နော်အဲ့တော့ခုနအရင်ပြောသလိုပဲ16မှတ်စီရရင်အောင်နေဆိုပေမဲ့3ခုပေါင်းရင်အမှတ်90ရမှာ N2 ကအောင်မယ်ပေါ့နော်ဒါအရင်ဆုံးအောင်မှတ်နဲ့ဖြည့်ရမယ့်မိနစ်ကိုပြောတာပေါ့နော်အဲ့တော့အရင်ဆုံးမတို့ဘယ်ပိုင်းတွေကိုဘယ်နှမိနစ်လောက်နဲ့ဒီဖြည့်လို့ရမလဲဆိုတာကိုတွက်ကြည့်အောင်နော်โอเคအဲ့ဒါဆိုလို့ရှိရင်အရင်ဆုံးမိုဂျီကိုယူလေးကိုအရင်ကြည့်အောင်နော်ဒီမှာဆိုလို့ရှိရင်1ကနေ6တိရှိရယ်မိကွန်က32ပုတ်ရှိရယ်ပေါ့နော်အန်ဒရီမှာဆိုလို့ရှိရင်မိုဂျီကိုကြီးက35ပုတ်ရှိတော့သူကဒီမှာ32ပုတ်ဆိုတော့ဒီမှာမိကွန်နည်းသွားတယ်ဒါပေမဲ့ तू ကခေါင်းစဉ်နဲ့များသွားတယ်ဘာဖြစ်လဲဆိုတော့ဒီမှာနံပါတ်3မှာပါတဲ့ goal case စီစလုံးတွဲပေါ့နော်စလုံးတွဲကအန်ဒရီမှာတော့မပါဘူးပေါ့အဲ့တခုပဲပို့သွားတာပဲအန်တူမှာလေကျန်တဲ့ဟာအတူတူပဲเนาะအဲ့တော့ပထမဆုံးခန်းကြီးကိုဖတ်ဖို့ဖန်တီးမေးမယ်ပြီးရင်ဟီတာကနာဖတ်ဖို့ဖန်တီးမေးမယ်အဲ့နံပါတ်3 goal case ဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတော့သူအတွဲစလုံးတွဲပုံစံမျိုးလေးတွေပေါ့ဥပမာအဖြစ်ဆိုရင်ဒီတိုကျိုဘူတာကို10မိနစ်နေထွက်မယ်ရထားပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ဥပမာပေါ့3နာရီ10မိနစ်မှာတိုကျိုဘူတာကနေထွက်မယ်ရထားအဲ့ဒါကိုပြောချင်တယ်ဆိုရင်စမ်းကြည့်ဂျပွန်တိုကျိုအခီတော့ကွက်လက်လေးပေးထားမယ်အနောက်ကမှတစ်ဆင့်ပါမယ်ပေါ့အဲ့ဒီကွက်လက်လေးနေရာမှာအောက်မှာသူကကနန်းလေးဒီစလုံးလေးလုံးပေးထားမယ်အဲ့ထဲမှာအဲ့တော့3နာရီ10မိနစ်ထွက်မဲ့ရထားဖြစ်တဲ့အတွက်ဟတ်ဆွတ်ဆိုတဲ့ခန်းကြီးဟာလေးကိုရွေးပေးရမယ်ပေါ့နော်အဲ့ခါကျတော့စလုံးတွဲပုံစံလေးပေါ့စမ်းကြည့်ဂျပွန်တိုကျိုအခီဟတ်ဆွတ်အဲ့တော့ तू ဘယ်လိုမျိုးပုံစံလေးနဲ့တွဲလို့ရမလဲဆိုတာပေါ့နော်ဥပမာဆိုတေးရှိစုစုတို့ report တင်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်နောက်တစ်ခါ report တင်မှာဆိုဘယ်လိုပြောမလဲတွဲရဆိုရင် sign တေးရှိစုအဲ့လိုစလုံးတွဲလေးတွေကိုမေးတာပေါ့နော်နံပါတ်ဒီ3ကကျတော့အတွဲစလုံးလေးကိုမေးတဲ့ဟာပေါ့နော်โอเคနံပါတ်4ကကြတော့ဘွန်မြတ်ခုခိတေးပေါ့နော်အဲ့တော့ဘယ်လိုဒီလိုအချိန်တွေမှာဘယ်လိုဟာမျိုးကိုသုံးရမလဲသူအချိန်နဲ့လိုက်ပြီးတော့သုံးရတဲ့စလုံးကိုရွေးတဲ့ဟာပေါ့နော်အဲ့တော့ဥပမာဆိုလို့ရှိရင်ဒါကြတော့ဘယ်လိုဟာမျိုးလဲဆိုတော့ဒါအန်ဒရီမှာလည်းဒါမေးဘူးလေပေါ့နော်အဲ့တော့ဥပမာထားပါတော့တော့ဒါမှမေကိုဟောင်းကိုကြည့်ပြီးတော့ဥမာပြောတာပေါ့နော်ချီဆိုကမိနာကာရာအာရုဤတေတာရဟုတ်နော်ဒီမြေပုံကိုကြည့်ပြီးတော့မှဗာလဲလမ်းလျှောက်တဲ့အခါမှာချီဆိုင်နာအရှိဆိုတာကြောက်တုံးသေးလေးကိုနိုင်ရင်နိုင်ခိုရွန်းတဲ့ရှိမှတာဆိုရင်အဲ့တော့ဒီကြောက်တုံးသေးလေးကိုဗာလို့ခလုတ်တိုက်မိလို့လဲသွားတာပေါ့အဲ့ခလုတ်တိုက်တယ်ဆိုတဲ့ဟာကို तू ကအောက်က1 2 3 4ဆိုပြီးတော့4ခုပေးထားမယ်အဲ့ဒီကမှမတော့ခလုတ်တိုက်တယ်ဆိုတဲ့ဟာပေါ့ဒီလိုအချိန်တွေမှာဗာစကလုံးကိုသုံးရမလဲဆိုတာကိုဥပမာဆိုရင်စမစိတ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုဟာကိုရွေးပေးတာကိုနံပါတ်4ပေါ့နော်နံပါတ်4ကအချိန်ခံနဲ့ဘယ်လိုဟာကိုသုံးရမလဲဆိုတော့မေးတယ်နံပါတ်5ကတော့နံပါတ်5ကလည်းအန်ဒရီမှာပါပြီဒါဤခါရဲ့ရူဂီဆိုတော့ရှားနီးနဲ့ဘယ်လိုပြောလို့ရမလဲဥပမာဆိုလို့ရှိရင်ဟိရှိဆိုရင်ဒါအစွမ်းကုန်ကြိုးစားတယ်အဲ့ဒါကိုအောက်ကနေပြီးတော့မှ तू ကစကလုံးလေးခုပေးထားတယ်အဲ့ထဲကမှမမနော်အဘူနိုင်တို့ခင်ချောတို့အဲ့ထဲမှာအရှော့ခမ်းမဲပေါ့အဲ့လိုပုံစံမျိုးဆိုရင်ဒီဟိရှိကအရှော့ခမ်းမဲနဲ့တူတယ်အဲ့တော့ဒီစကလုံးကိုနောက်ထပ်တခြားစကလုံးနဲ့ဘယ်လိုပြောလို့ရမလဲဆိုတာကိုမေးတာပေါ့နော်ခေနံပါတ်6ကတော့အားလုံးသိထားတဲ့အတိုင်းပဲစကလုံးတစ်လုံးပေးထားမယ်အောက်ကနေပြီးတော့မှစာကြောင်း၄ကြောင်းတွေကနေပြီးတော့မှမှန်တဲ့အတုံးအထုံးကိုရွေးပေးရမှာပေါ့နော်ဘယ်လိုအတုံးနှုံးက3လဲဆိုတဲ့ဟာမျိုးကိုရွေးပေးရတာပါโอเคအဲ့နံပါတ်6ကတော့ M5 လောက်ထဲကပါတဲ့ဟာပေါ့နော်အဲ့တော့ဒီ N2 မှာပို့လာတာကဘာရှိမလဲဆိုတဲ့အခါကျတော့ဒီစလုံးတွဲပေါ့နော်စလုံးတွဲပို့လာတယ်အဲစလုံးတွဲပို့လာမယ်ပေါ့နော်โอเคအဲ့တော့ဒီမှာဆိုရင်အားလုံးပေါင်းမေးခွန်းက32ခုရှိမယ်
အမတို့ကဒါကိုသိချင်းအဖြစ်ဘာလုပ်လို့ရလဲဆိုတဲ့အခါကျတော့ကိုကမေကွန်းဟောင်းဖြေတဲ့အခါမှာဟုတ်ပြီဖာဆိုငါတော့ခန်းကြီးဖတ်ဖို့ဖတ်နေလာမယ်ပြီးလို့ဟိတာကနာရေးရမယ်ပြီးလို့ရှိရင်သူရဲ့တွဲလုံးစလုံးလေးတွေမေးလိုက်မယ်ပြီးလို့ရှိရင်အချိန်ခါနဲ့လိုက်ပြီးတော့မှငါတို့ဘာထည့်ရမလဲရွေးရမယ်ပြီးလို့ရှိရင်တခြားနည်းနဲ့ဘယ်လိုပြောရမလဲနောက်ဆုံးတစ်ခုကတော့စလုံးတစ်လုံးကို၄ခုတည်းကဘယ်လိုရွေးရမလဲဆိုတော့လာမယ်ပေါ့အဲ့တော့မေကွန်းအစင်လိုက်ကိုကသိနေပြီဖြစ်တဲ့အတွက်မေကွန်းလေ့ကျင့်တဲ့အခါမှာလည်းဒါပြီးရင်ဒါလာမယ်ဒါပြီးရင်ဒါလာမယ်ဒါပြီးရင်ဒါလာမယ်ဆိုတော့ကိုယ့်ရဲ့ခေါင်းထဲမှာလည်းရှိနေမယ်အဲ့တော့အချိန်ကိုတွက်မယ်ပေါ့အဲ့တော့အမဒီမှာတော့ဒီတစ်ခုတည်းကဘာမှမတွက်ပေးထားဘူးဘာဖြစ်လဲဆိုတော့အမတို့ကဒီအန်တူးမှာကျတော့တခြားအန်တူးဟိုနဲ့မတူတော့ဘူးသူကကျတော့ဒီမိုဂျီကော်ကြီးရယ်ဘွန်ဘိုးရယ်ဒိုကိုင်းရယ်အားလုံးပေါင်းမှ105မိနစ်ဖြစ်တဲ့အတွက်ဒိုကိုင်းကိုတက်တဲ့အချိန်တွက်ပြီးတော့မိုဂျီကော်ကြီးရယ်ဘွန်ဘိုးရယ်သုံးခုပေါင်းအချိန်တစ်ခုတွက်လိုက်ပြီပေါ့နော်အဲ့တော့ဘွန်ဘိုးအခန်းကိုတွားပြီးမှအချိန်ကိုတွက်မယ်နော်ဘွန်ဘိုးကတော့တူတူပါပဲအန်3ရောအန်2ရောတူတူပဲပေါ့နော်ဒီကပထမတစ်ခုကသူကမေကိုအတိုလေးတွေပဲပေါ့နော်ဒီ grammar ပုံစံဘယ်လိုဟာလေးကိုထည့်ရမလဲဥပမာပေါ့ G short key နဲ့တွဲမလားဒါမှမဟုတ်ဒီနေရာမှာဘယ်လိုထည့်ရမလဲဆိုတဲ့ဟာမျိုးနဲ့အဲ့ဒါမေကွန်း12ခုလာမယ်ပေါ့နော်ပြီးတော့ရှစ်မှာကျတော့ကျဲနေရကျဲလေးကိုအမတို့ဒီသူကဘယ်လိုပြောရမလဲဒီခုမိတက်တဲပေါ့နော်ဒီစာကြောင်းကိုဘယ်လိုမျိုးအစင်လိုက်စီရမလဲဆိုတာကျဲနေအောင်ရွေးရမယ်ဟာအဲ့တော့နောက်ဆုံးတစ်ခုကကြတော့စာပိုက်ပေါ့နော်ဒါ grammar ဆိုပေမဲ့ reading မဟုတ်ဘူးစာပိုက်ဖတ်ပြီးတော့အဲ့စာပိုက်မှာထည့်ရမယ် grammar နေရာကိုရွေးချယ်ပေးရမှာပေါ့နော်ဒါကတော့ N3 ရော N2 ရောတူတူပဲပေါ့နော်အဲ့တော့ဒီ grammar ဘိုင်းကတော့ N5 ကနေပြီးတော့မှ N1 ထိတူတူပါပဲတပုံစံနဲ့ပဲတော့တာသူကပို့လာတာမျိုးမရှိဘူးပေါ့နော်ဒီတိုင်းပဲမေးတာအဲ့တော့ဒီမှာမေကွန်း22ပုတ်ရှိမယ်အဲ့တော့ခုနမေကွန်း32ပုတ်နဲ့ဒီ22ပုတ်ပေါ့အဲ့တော့အလုံးပေါင်း50နဲ့မှ4ပုတ်ပေါ့နော်54ပုတ်ကအမအနည်းဆုံး35မိနစ်40အများဆုံးမေပေါ့နော်ဖြည့်တင်နေပေါ့အဲ့တော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့အမတို့ reading မှာသူက22ပုတ်တောင်မေးထားတာပေါ့နော် reading မှာ22ပုတ်တောင်မေးထားတဲ့အတွက် reading ကိုအမတို့အချိန်ပေးဖို့လိုတယ်အဲ့တော့ဖြည့်ဖို့လိုတဲ့အတွက်ဒီဘွန်ဘိုးပိုင်းရယ်ဒီဂေါ်ရီပိုင်းရယ်ကို35မိနစ်ကနေမိနစ်40ကြာအပြီးဖြည့်နိုင်မှအဆင်ပြေမယ်ပေါ့နော်အများဆုံးမိနစ်40ပါပဲအဲ့တော့ဒီမိခွန်းလေးကျင့်ဆိုအဲ့ဒါကိုပြောတာပေါ့နော်ဖြည့်တဲ့အခါမှာအရင်ဆုံးနီးဘာပြီးရင်ဘာလာမယ်ဘာပြီးရင်ဘာလာမယ်ဆိုတော့အရင်ဆုံးသိအောင်လုပ်ရမယ်ပြီးလို့ရှိရင်အချိန်နဲ့ဖြည့်ရအဲ့တော့ကိုကအရင်ဆုံးဖြည့်ကြည့်ပေါ့ငါဒီထိအောင်ဥမာဘုံဘိုးထိအောင်ငါဘယ်နှမိနစ်နဲ့ပြီးမလဲအရင်ဆုံးဖြည့်ကြည့်လိုက်ဖြည့်ကြည့်တော့ကိုကအရန်အချိန်ကြာနေတယ်ဆိုရင်မရဘူးငါဒီလောက်ဆိုလို့ရှိရင်တော့အချိန်ကိုပြန်ပြီးတော့ငါညှိမှရမယ်ငါအနေအားအများဆုံး35မိနစ်လုံးဝမရလို့အများဆုံးယူမယ်ဆိုမိနစ်40ပဲယူရမယ်အဲ့ထဲမှာဘယ်ဟာကိုအချိန်ပိုပေးရမလဲဆိုတာလည်းရှိတယ်ပေါ့အဲ့တော့ခုနကတော့မိုဂျီကိုကြီးမှာဆိုရင်ဒီခန်းကြီးကနေဟီရာခါနာပြောင်းလာတော့ဟီရာခါနာကနေခန်းကြီးပြောင်းလာလို့ဆိုတာချက်ဆုံးကိုကြည့်လိုက်တာနဲ့ကွာတန်းသိနေရမယ့်ဟာတွေကိုအဲ့ဒါကြီးကြအများကြီးစဉ်းစားနေကြမလို့ပေါ့နော်အဲ့တော့ဒီမှာစဉ်းစားနေကြမလို့ဖြစ်တဲ့တေချာတန်းပြီးတော့အချိန်မြန်မြန်လေးနဲ့ရအောင်ဖြည့်သွားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့ဒီမှာဆိုလည်းအဲ့လိုပဲခွန်း8 9မှာဆိုလည်းအမတို့စဉ်းစားရမှာက8တို့9တို့ကနည်းနည်းစဉ်းစားရတယ်8မှာဆိုရင်ကြဲဖြစ်တဲ့ကြဲရွေးတာဖြစ်တဲ့လို့စာကြောင်းစင်နေရဖြစ်အချိန်နည်းနည်းပေးရတယ်9ဆိုလည်းစာပိုက်ကြီးဖတ်ပြီးဖြည့်ရဖြစ်တယ်နည်းနည်းအချိန်ပေးရတယ်အဲ့တော့ဒါတွေဆိုလို့ရှိရင်အမတို့တပုတ်ကို1မိနစ်ကျော်ကျော်လောက်ပေးရမယ်ပေါ့နော်အဲ့တော့အလုံးပေါင်း52ပုတ်ကို35မိနစ်နဲ့ဖြည့်ရမှာအဲ့ခါကျတော့တပုတ်ကို1မိနစ်ပေးမယ်ဆိုရင်တော့52မိနစ်ဖြစ်နေပြီဒီလုံးဝတပုတ်ကို1မိနစ်ပေးလို့မရဘူးအဲ့ဖြစ်နိုင်မယ်ဆိုရင်35မိနစ်ကိုတွက်မယ်ဆိုလို့ရှိရင်အဲ့တော့မိနစ်အရှိရပေါ့နော်အရှိရဒီမိုဂျီခေါ်ကြီးအပိုင်းကိုအမတို့တွေဟိုပေါ့15မိနစ်ကနေမိနစ်20အတွင်းအပြီးဖြည့်ပေါ့နော်ပြီးတော့ခါကျဒီဘုံဘိုးပိုင်းကိုတော့ဘုံဘိုးပိုင်းကိုတကယ်လို့အရှိမမိုဂျီခေါ်ကြီးဘက်မှာကမိနစ်20လောက်ယူလိုက်ရင်ဒီအပိုင်းမှာလည်း15မိနစ်ကျော်ကျော်လောက်ပဲရတော့အဲ့တော့တစ်ခါတွက်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဘုံဘိုးပိုင်းကိုကမိနစ်20ယူမယ်ဆိုရင်အရှိပိုင်းမှာ15မိနစ်ကျော်ကျော်နေရအောင်တွက်ရမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအချိန်ကိုခွဲပြီးတော့မှတွက်ပြီးမှဖြည့်စေချင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကဆောင်းမွဲကြလို့ရှိရင်ကိုအချိန်နဲ့ကိုဟိုတွက်ပြီးသားဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ဒီ3ခုပေါင်းအမတို့က35မိနစ်ကနေမိနစ်40အတွင်းပြရမယ်ပေါ့နော်အဲ့တော့ဒီအဲ့3ခုပေါင်းနေရာမှာအမှတ်ဒီ60ဘိုးပေါ့နော်60ဘိုးတွေကမှာအမတို့19မှတ်ရရင်အောင်မယ်ပေါ့နော်19မှတ်ရရင်အောင်ပါမယ်ဒီ3ခုတွေကโอเคအဲ့ဆိုလို့ရှိရင် reading ဘက်ကိုဆက်သွားရအောင်ပေါ့နော်โอเคအဲ့တော့ reading ပိုင်းလာပြီပေါ့ reading ပိုင်းမှာ तू ကကွဲသွားပြီပေါ့နော်ကွဲသွားပြီဆိုတော့ဘယ်လိုကွဲသွားလဲဆိုတော့ N3 တို့ဒီ N4 N5 တို့တော်တော်လေးကိုကွဲသွားပါတယ် N2 ပါလေ N2 ကဘာနဲ့သွားဆင်လဲဆို N1 နဲ့တော်တော်လေးသွားဆင်တယ်ပေါ့နော်အဲ့တော့ N1 နဲ့သွားတူတော့နံပါတ်30ပေါ့နော်30မှာဆိုလို့ရှိရင် तू ကစာပိုက်တူတစ်ခုမှာမေးခွန်းတစ်ခုနဲ့စာပိုက်5ခုလာမယ်ဒါက N3 နဲ့တူတယ် N3 မှာဆိုရင်အဲ့လိုပဲ reading စပြီဆိုရင်ကျွန်တော်တို့စာပိုက်အတူလေးတွေပေါ့နော်အတူလေးတွေကိုဖြည့်ရမယ်ဖြည့်ပြီးတော့အတူလေးက5ခုရှိမယ်မေးခွန်း5ခုရမယ်ပေါ့နော်အဲ့မှာ5ခုပေါ့အဲ့တော့တခုရှိတာဗာလဲဆိုတဲ့အခါကျတော့ဒီစာပိုက်တူတွေဖြည့်တဲ့အခါမှာသတိထားမှာအရင်ဆုံးအမတို့မေးခွန်းကိုဖတ်မယ်ပြီးတော့မှစာပိုက်ကိုဖတ်မယ်ဒါအရေးကြီးတယ်ပေါ့နော်ဒါလူတိုင်းသိတဲ့ဟာပေါ့အဲ့တော့အမဒီမှာ2မိနစ်ကနေ3မိနစ်လို့ရေးထားပေမဲ့
အားလုံးပြီးတော့မှပြန်တွက်ပြပေးမယ်ပေါ့နော်ဒါကတော့ဒါအကြမ်းမြင်2မိနစ်3မိနစ်လို့ရေးထားပေးတာပေါ့โอเคနောက်တစ်ခုနံပါတ်17ကကြတော့အပေါ်ကတော့လုံးဝအတူလေးပေါ့နော်17မှာကြတော့သူကဒီချူဘုံဆိုတာနည်းနည်းအရန်လည်းမတူဘူးအရန်လည်းဒါမရှိဘူးအဲ့လိုပုံစံမျိုးလေးလာမှာပေါ့ဒါကလည်း N3 မှာပါပြီးသားအဲ့တော့ N3 မှာပါM3 မှာကြတော့သူကကြတော့6ပုတ်ပဲလာတယ်ပေါ့နော်6ပုတ်ဒီမှာကျတော့6ပုတ်ဖြစ်သွားမယ်အဲ့တော့သူကအလေလက်စာပိုက်ကိုတစ်ပုတ်ကိုမေကွန်း3ခုနဲ့စာပိုက်3ခုလာတဲ့အတွက်မေကွန်း6ခုပေါ့နော်အဲ့မေကွန်း6ခုလာမယ်အဲ့တော့ဒီမှာကြတော့တစ်ခုကိုမေကွန်း3ခုလာမှာဖြစ်တဲ့အတွက်အမားတို့တွေမေကွန်းကိုပဲအရင်ဖတ်ပြီးတော့စာပိုက်ကိုနောက်မှဖတ်လို့မရတော့ဘူးပေါ့နော်အဲ့တော့မေကွန်း3ခုဖြစ်တဲ့အတွက်မေကွန်းတစ်ခုလေးကိုအရင်ဖတ်မယ်ပြီးအပေါ်ဆုံးစာပိုက်တစ်ပိုက်ကိုဖတ်မယ်ဒုတိယမြောက်မေကွန်းကိုဖတ်မယ်ဒုတိယမြောက်စာပိုက်ကိုဖတ်မယ်တတိယမြောက်မေကွန်းကိုဖတ်မယ်တတိယမြောက်စာပိုက်ကိုဖတ်မယ်အဲ့လိုမျိုးဖတ်မှအဆင်ပြေမှာပေါ့နော်အကုန်လုံးကိုမေကွန်းနေလိုက်ဖတ်စာကြောင်းနေလိုက်ဖတ်ပြီးတော့မှစာပိုက်တစ်ပိုက်လုံးကိုဖတ်အဲ့လိုလည်းအဆင်မပြေသလိုစာပိုက်တစ်ပိုက်လုံးဖတ်ပြီးမှမေကွန်းနေလိုက်ဖတ်တာလည်းလုံးဝအဆင်မပြေဘူးပေါ့နော်အဲ့သူ့ရဲ့ဖြေပုံဖြေနည်းပေါ့အဲ့တော့မေကွန်းဟောင်းကင်မှုတဲ့သူဆိုရင်အမပြောရတယ်နားလည်နေမယ်ပေါ့နော်အဲ့ဒါကြောင့်မေကွန်းဟောင်းကင်ဆိုတာကအဲ့ဒါအဓိကပြောချင်တာပေါ့အဲ့တော့ဒီမှာထူးခြားချက်ကဘာလဲဆိုရင်ပေါ့နော်ဘယ်မေကွန်းဟောင်းကိုပဲကြည့်ကြည့်ပါဒီအလေလက်စာပိုက်ကိုသူက3ပုတ်ရှိတာဟောအဲ့တော့ဒုတိယတစ်ပုတ်နဲ့တတိယတစ်ပုတ်မှာတေချာပေါက်ပါတာဘာလဲဆိုတော့စာရေးသူပေါ့နော်ဟိရှာစာရေးသူကဘလို့မြင်လဲဆိုတော့တေချာပေါက်မေးကိုမေးတဲ့အမြင်ပေါ့နော်အဲ့တော့အဲ့ဒါလေးဆိုလို့ရှိရင်အဲ့ဒီအမြင်ကိုမေးလို့ရှိရင်နည်းနည်းတော့သတိထားရတယ်ပေါ့နော်စာရေးသူရဲ့အမြင်ကိုမေးတဲ့အတွက်ကိုကတစ်ပုတ်လုံးကိုကြည်ကြည်လေးဖတ်ထားပြီးမှအဆင်ပြေမှာပေါ့ဥပမာပေါ့မြင်တာထားတဲ့ဟာတွေကိုမေးလို့ရှိရင်တအားကြီးခက်မခက်ဘူးဘာဖြစ်လဲဆိုတော့မြင်တာထားတာဖြစ်တဲ့အတွက်အဲ့မြင်တာထားတာကိုပဲကိုကတွားကြည့်ပြီးတော့သူ့ရဲ့အရှိနောက်စာကြောင်းကိုကြည့်ပြီးတော့စဉ်းစားလို့ရပါမယ်စာရေးသူကမေးတယ်ဆိုတဲ့ဟာကြီးဆိုလို့ရှိရင်စာပိုက်တစ်ပုတ်လုံးကိုကကြည်တာပဲဖြစ်ဖြစ်နောက်ဆုံးတစ်ခါကျရင်စာရေးသူကမေးတာလေးကိုဘယ်နေရာမှာပြောတတ်လဲဆိုရင်စာပိုက်ရဲ့နောက်ဆုံးပိုက်မှာပဲဖြစ်ဖြစ်ပြောတတ်တယ်ပေါ့နော်အဲ့ဒါလေးကဒီစာရေးသူကဘာကိုပြောချင်တာလဲဆိုတာတေချာပေါက်ဒီပါတယ်ပေါ့နော်ဒီဘေးကုန်းမှာပေါ့အဲ့ဒါကနံပါတ်17အဲ့တော့ဒီ17က N3 နဲ့အတူတူပဲပေါ့အဲ့တော့ဟုတ်ပြီ N3 နဲ့မတူတာပါလေ N3 နဲ့မတူတာကနံပါတ်12ကနေစပြီပေါ့နော်မတူတော့ဘူးပေါ့နော်အဲ့နံပါတ်12ကနေစပြီဆိုတော့အဲ့တော့ဟုတ်ပြီ तू ကဘာမတူနံပါတ်12ကကြတော့ဘာအောင်မေးတာလဲဆိုတဲ့အခါကျတိုးကိုရိခိုင်လို့ခေါ်တယ်ပေါ့နော် तू ကစလုံးရည် तू တတ်မှတ်ထားတာပေါ့နော်စလုံးရည်600အတွင်းဘယ်သူတတ်မှတ်ချက်ကဘေမေးခွန်းကိုပဲကြည့်ကြည့်တူတူပဲဘယ်နှစ်ကမေးခွန်းပဲကြည့်ကြည့် तू ကစာပိုက်2ခုလာမှာစာပိုက်2ခုကရိုးရိုးမလာဘူးဘောင်လေးခတ်ထားတယ်အကွက်ကလေးနဲ့2010ကနေပြီးတော့မှ2024ဒီမေးခွန်းတိုင်းပေါ့နော်အမကြည့်ရပေါ့နော်ကြည့်တဲ့အခါကျတော့သူအကုန်လုံးကိုတူတူပဲဒီပုံစံတိုင်းပဲလာမှာအားကြောင့်မလို့သူကဒီလိုပုံစံတိုင်းလာပါမယ်ဆိုပြီးတော့တတ်မှတ်ထားပြီးသားပေါ့နော်ဒီ GPT မေးခွန်းတွေမှာအဲ့တော့လာတဲ့အခါမှာသူကဘာကိုမေးတာလဲဆိုတဲ့အခါကျတော့သူကအဲ့မှာ A နဲ့ B ဆိုပြီး2မျိုးလာတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဟိုမှာပေါ့နော်အဲ့လူ2ယောက်အမြဲတမ်း2ယောက်လာတယ်ပထမတစ်ယောက် A ကကြတော့တခုခုအကြောင်းအရာကိုပြောထားတယ် B ကလည်းအဲ့ဒီအကြောင်းအရာကိုပဲပြောထားတယ်ဒါပေမဲ့သူတို့2ယောက်ရဲ့တူညီချက်ကဘာလဲကွာခြားချက်ကဘာလဲအဲ့လိုမေးတာအဲ့လိုပုံစံမျိုးဥပမာထားပါတော့အမကဖုန်းအကြောင်းတစ်ခုပေါ့ဖုန်းကိုလူတွေကကြိုက်နှစ်သက်ကြတယ်ဆိုတဲ့အကြောင်းကိုပြောတယ်ဖုန်းကလူတွေအသုံးဝင်တယ်ဆိုတဲ့အကြောင်းကိုပြောတယ်ဒုတိယတစ်ယောက်ကကျတော့ဖုန်းကလူတွေသုံးမဝင်ဘူးဒါပေမဲ့ဘာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောအဲ့ဖုန်းအကြောင်းပေါ့အကြောင်းအရာတစ်ခုလေးကိုပဲလူ2ယောက်ကစကားပြောထားတဲ့အပိုက်လာတယ်ပြီးလို့ရှိရင် तू ကမေးတယ်မေးခွန်းမှာတေချာပေါက်ပါတာဗာလဲဆိုတော့တူတဲ့အချက်သူတို့ပြောချင်တဲ့အချက်ကဘာလဲအဲ့ဒီမေးခွန်းပေါ့နော်အဲ့တော့အဲ့စာပိုက်မှာမေးခွန်း2ခုပေါ့နော်စာပိုက်ကတစ်ခုစာပိုက်ကူမှာမေးခွန်း2ခုမေးပါတယ်အဲ့တော့တိုးကိုဒီခိုင်လို့ခေါ်တယ်ပေါ့နော်သူတို့နှစ်ပြောထားတဲ့လူတွေတူညီချက်ကဘာလဲပြီးတဲ့ခါကျတော့ခိုင်ကြရင်ကျတော့မတူညီတာကဘာလဲမေးတယ်ပေါ့အဲ့တော့ကိုကသိထားရမယ်အဲ့တော့အန်တူဖြေမဲ့သူတွေကပထမဆုံးမှာငါတို့မေကုန်းတုံ5ပုတ်လာမယ်ပြီးလို့ရှိရင်နည်းနည်းအလေလက်ကိုမှ3ခုနဲ့9ခုလာမယ်တတိယတစ်ခုကတော့တေချာပေါက်လူ2ယောက်ကသူတို့ရဲ့အကြောင်းအရာတွေပြောထားတယ်အဲ့ဒီဟာကိုမှငါတို့ကတူညီတဲ့ချက်ကဘာလဲမတူညီတဲ့ချက်ကဘာလဲဆိုတော့ငါတို့ကပြောပြရပေးရမယ်ဆိုတော့သိထားရမယ်ပေါ့နော်โอเคနံပါတ်73ကကြတော့ရှစ်ချောရီခိုင်လို့ခေါ်ရပါတော့သူကကြတော့ဒီချောပုံပေါ့သူကနည်းနည်းရှည်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်နံပါတ်73ကအရှည်ဆုံးပေါ့နော်စာကြောင်းတွေထဲမှာဆိုရင်သူကစလုံးရေ900တိရှိပါတယ်နော်အရှည်ပြီးတော့မှအဲ့တော့မေကွန်းကတော့သူကဗာလဲ3ခုပဲလာတယ်3ခုလာတယ်ပေါ့စာပိုက်အရှည်တစ်ခုတည်းဟိုမှာမေကွန်း3ခုလာတယ်ဒီနံပါတ်73က N3 မှာမပါပါဘူးပေါ့နော် N3 မှာမပါဘူးသူကကြတော့ N2 ကနေစပါတာပေါ့နော် N5 N4 N3 ထိဒါမပါခဲ့ပါဘူး N2 နဲ့ N1 မှာပဲပါတာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့သူမှကျတော့စလုံးကြီး900တိရှိတယ်အဲ့ထဲမှာမှအဲ့စာပိုက်ရှည်တစ်ခုလည်းမှာသူကမေကွန်း3ခုမေးရပေါ့နော်အဲ့ဒီမေကွန်းထဲမှာလည်းနောက်ဆုံးမှလာတတ်တာကဘာလဲဆိုတော့အမဒီမေကွန်းဟောင်းတွေအကုန်လုံးကြည့်တဲ့အခါမှာတချို့မေကွန်းတွေဆိုရင် तू ကဒီစာရေးသူရဲ့ကဘလို့မြင်လဲစာရေးသူကဘလို့ထင်လဲအဲ့လိုဟာတွေပဲမေးတယ်ပေါ့နော်တချို့ဟာတွေကြောက်လဲဒီမြင်ထားတာလေးတွေမေးတာရှိတယ်အဲ့တော့မြင်ထားတာတကယ်ဆိုမြင်ထားတာတော့မေးတာရမ်းလွယ်တယ်ပေါ့နော်စာရေးသူရဲ့အမြင်တွေဘာတွေကိုမေးတာကကိုကတစ်ခါကြလို့ရှိရင်တပုတ်လုံးကိုခြုံကြည့်မှနားလေတာရှိတယ်နောက်ဆုံးကိုကြည့်မှနားလေတာရှိတယ်ပေါ့နော်မြင်တတ်ထားတာကြတော့အဲ့လိုမဟုတ်ဘူးသူဘေးနာကစလုံးကိုဖတ်တာနဲ့ပုံမှန်လို့ဖြေလို့ရတယ်အဲ့တော့တကယ်လို့ကိုကဆောင်းမမှာအချိန်မမီတော့ဘူးဆိုရင်ဘာလုပ်တင်လဲဆိုတော့ဒီမြင်တတ်ထားတဲ့ဟာတွေကိုတော့တေချာပေါက်
ပြီးအောင်ဖြည့်တင်တယ်ပေါ့ဘာဖြစ်လဲဆိုတော့မြင်တတ်ထားတဲ့ဟာတွေကတေချာပေါက်သူ့ရဲ့ဘေးနားမှာရှိတဲ့စလုံးကိုကြည့်လိုက်တာနဲ့ဖြည့်လို့ရတဲ့ဟာမျိုးပေါ့နော်โอเคနောက်ဆုံးတစ်ခုနံပါတ်14နံပါတ်14ကတော့ပါတယ်ပေါ့နော်နံပါတ်14ကတော့ဒီအမြဲတမ်း N5 ကနေစပြီးတော့မှ N1 ထိအကုန်ပါပါတယ်။သူကဂျောဟိုခန်းစခုလို့ခေါ်တဲ့ဟာပေါ့။သူကအဲ့တော့တော်တော်များများအခက်ဆုံးလို့ထင်ကြတဲ့ဟာပေါ့နော်။ဘာဖြစ်လဲဆိုတော့သူကအနောက်မှာဒီဟိုအိုက်ပေးထားတာပေါ့နော်။စာပိုင်းနှစ်ပိုက်ပေးထားတယ်။အဲ့ဒီကမှအချက်လက်တွေရှာခိုင်းတာပေါ့။ဥပမာဆိုလို့ရှိရင်ဒီဂျင်အကြောင်းပေါ့ဂျင်အကြောင်းကိုသူကဘယ်နှမိနစ်ကနေဘယ်နှမိနစ်ထိဂျင်ဆော့လို့ရမယ်ပါညာပေါ့။အဲ့ဒါကိုနာမည်လေးပေးထားတယ်။ तू ကအဲ့ဂျင်ကိုသွားခြင်းနဲ့ဘယ်ချိန်မှသွားရမလဲ။ဒီအချက်အလက်တွေကိုရှာဖွေတဲ့ဟာပေါ့နော်။အဲ့ဒါကကြတော့မေးခွန်းနှစ်ခုလာတယ်ပေါ့နော်။အဲ့တော့အမတို့တွေဒီမှာအားလုံးမမေးဖို့22ပုတ်ရှိပါတယ်ပေါ့နော်22ပုတ်မှာအမတို့အချိန်ပေးမယ်ဆိုရင်60ကနေ65မိနစ်ပေါ့နော်အဲ့တော့တနာရီပေါ့တနာရီကတော့တေချာပုတ်ပေးဖို့ပေးရမယ်ပေါ့နော် reading ကတနာရီကနေ reading ပေးရမယ်ဆိုမေးခွန်း22ပုတ်ကိုအဲ့ထဲမှာမှဘယ်ဒီဟာတွေကအချိန်လိုလဲဆိုတော့ဒီပေါ့နော်ဒီမေးခွန်းဒီ600ရယ်900ရယ်ဒီနောက်က3ခုကအချိန်အလိုဆုံးဖြစ်မယ်ပေါ့အဲ့တော့အပေါ်က2ခုလည်းမလိုဘူးမဟုတ်ဘူးဒီအပေါ်ဆုံးက5ခုကကြောင့်နည်းနည်းလွယ်မယ်ပြီးတော့ဒီ3ခုထဲမှာဆိုရင်ဒီအပေါ်ကပေါ့နော်အလဲလဲဆိုင်ပထမဆုံးတစ်ပိုက်ကလွယ်မယ်ဒီ2ခု2နဲ့3မှာဆိုရင်တချို့က2နဲ့3မှာတစ်ခုကတော့တရားပေါက်ခတ်လိမ့်မယ်အဲ့တော့ဒီ5ပေါက်ကိုအမတို့အမြန်ဖြည့်လို့ရတယ်ဒီမှာ2မိနစ်ကနေ3မိနစ်ဆိုအချိန်ဒီတိုင်းပဲအကြမ်းမြင့်တွက်ပေးထားတာပေါ့နော်အဲ့တော့ဖြည့်တဲ့အခါမှာဒီ10ကနေ14အထိအမတို့တွေမိနစ်60နဲ့တွက်ကြည့်ပေါ့နော်မိနစ်60နဲ့ဟုတ်ပြီ2မိနစ်ကနေ3မိနစ်ဆိုတာဒါအရန်တကယ်တော့နည်းနည်းတော့များတယ်ပေါ့နော်ဖြစ်နိုင်ရင်2မိနစ်အတွင်းပေါ့ဒါပေမဲ့အများဆုံးတကယ်လို့ကိုကအမြန်လုပ်ရင်လည်းသိရမလားမှားနိုင်တယ်ဆိုတဲ့အခါကျတော့နည်းနည်းတော့ဟိုပါပေါ့စမ်းကြည့်လိုက်ပေါ့ကိုဘယ်နဲ့2မိနစ်ကနေ3မိနစ်ယူရင်အဆင်ပြေမလားဒါမှမဟုတ်လို့ရှိရင်လည်းတေချာပေါက်ဒီအောက်ကမေးခွန်းတွေကတော့အဲ့ထက်ပိုပြီးတော့ယူရမယ့်အားတွေပေါ့နော်အဲ့ခါကျတော့အဲ့တော့ဒီမှာထားပါတော့ဒီမှာတပုတ်ကို2မိနစ်ဆိုရင်အမတို့ဒီမှာမိကို9မိနစ်9ခုဆိုတဲ့အခါကျတော့ဒီမှာ10မိနစ်ပေါ့နော်10မိနစ်ဒီမှာကတပုတ်ကို2မိနစ်ပဲထား6ခုဆိုတဲ့အခါကျတော့9နဲ့18မိနစ်10မိနစ်ရယ်18မိနစ်ရယ်ဆိုရင်28မိနစ်ဖြစ်သွားပြီဒီမှာနေမိနစ်30လောက်ဖြစ်နေပြီပေါ့နော်အဲ့ဒီခါကျတော့ဒီအောက်ကဟာ3ခုကဒီမှာဆိုရင်မိကွန်းကဒီမှာ2ခုဒီမှာ3ခုဆိုတော့5ခု5ခုရယ်2ခုရယ်ဆိုတော့9ခုအဲ့တော့ဒီ9ခုကိုကလည်း30ကျော်လောက်ပဲကျန်တော့မှာပါအကုန်လုံးကတနားရီပဲဖြေရမှာ哦အဲ့ဒီခါကျတော့တကယ်လို့ကိုကဟိုဒီအောက်ကဟာ9ခုကိုမိနစ်30နဲ့ကိုပြီးအောင်လုပ်နိုင်လားမလုပ်နိုင်ဘူးဆိုရင်အချိန်အပေါ်ဟာကိုရှော့မယ်နှစ်ပိုင်းခွဲလိုက်အောက်ကကျတော့သူကနည်းနည်းခတ်တဲ့မေးခွန်းတွေလို့ပြောလို့ရတယ်နှစ်ဒီ12 73 14ကနည်းနည်းလေးပြောလို့ပြောရမလဲမေးခွန်းပပိုက်ရှိတဲ့အတွက်နည်းလေးခတ်မယ်လို့လူတွေထင်ကြတဲ့ဟာပေါ့10 17ကတော့တားကြီးခတ်တဲ့တဲမပါဘူးပေါ့နော်အဲ့လိုနှစ်ပိုင်းခွဲပြီးတော့ဖြည့်ကြည့်ပေါ့အဲ့တော့12 73 14ထဲမှာဆိုရင်အလွယ်ဆုံးကတော့12ဖြစ်မယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ तू ကတေချာပေါက် A နဲ့ B နဲ့ကို तू ကပေးထားတယ် A နဲ့ B နဲ့ထဲမှာပြောတူညီတဲ့အချက်ကဘာလဲ။သူတို့ပြောချင်တဲ့အချက်ကဘာလဲအဲ့လိုမေးတာဖြစ်တဲ့အတွက်နံပါတ်73ကတေချာပေါက်နံပါတ်12ကတေချာပေါက်လွယ်တယ်ပေါ့နော်။ပြီးတော့17မှာဆိုလို့ရှိရင်လည်း1 2 3ရှိပေမဲ့2နဲ့3နဲ့ထဲမှာတစ်ခုကတော့တေချာပေါက်ခတ်လိမ့်မယ်။အဲ့ထဲမှာကျန်တဲ့နှစ်ခုကတော့နဲ့လွယ်တဲ့ဟာနဲ့ခတ်တဲ့ဟာနဲ့ပါမယ်ပေါ့နော်။ तू ကအဲ့လိုမျိုးမေးတယ်ပေါ့နော်။မေးခွန်းဟောင်းတွေကိုအမှကြည့်ကြည့်သလား။အဲ့တော့နံပါတ်14ကတော့ဒီအချက်အလက်ကိုရှာခိုင်းတဲ့ဟာကတော့အမှန်တမ်းပြောရလို့ရှိရင်လွယ်တဲ့ထဲမှာပါတယ်ပေါ့နော်12 73 14ထဲမှာဆိုရင်73ထွက်14ကပိုလွယ်တယ်အဲ့တော့တကယ်လို့မြန်ကိုကပေါ့နော်73ကိုလောက်ဖတ်တာကြာလို့ကို့အနေနဲ့နားမလည်ဘူးဆိုလို့ရှိရင်ခဏထားခဲ့ပြီး14ကိုအရင်သွားကြည့်ကြည့်ဘူးအဲ့လို14က तू ရှာလို့လွယ်ထဲမှာပါတယ်14မှာမေးခွန်း2ပုတ်ရှိတယ်ဆိုလို့ရှိရင်တစ်ပုတ်ကတော့တိကျပေါက်လွယ်နေတယ်ပေါ့နော်ဒါပေမဲ့လူရဲ့နောက်ဆုံးမှလည်းဖြစ်တဲ့အခါကျတော့14ကိုခတ်တယ်လို့ထင်ကြတာတကယ်တော့14နဲ့ N2 မှာပေါ့နော်73နဲ့14နဲ့ဆိုင်ရင်မေးခွန်းတွေကိုတိကျဖတ်ကြည့်တဲ့အခါမှာ14ကပိုလွယ်တယ်ပေါ့နော်အမအတွက်ကတော့ Okay အဲ့တော့ဒါကတော့ N2 ရဲ့ဒီဖြည့်နည်းလေးပေါ့နော်အဲ့တော့ minute ကိုဘယ်လိုတွက်ရမလဲဆိုတဲ့ဟာလေးနဲ့ဒီမိကွန်းအကြောင်းလေးကိုဒါအကျဉ်းပြပြထားတာပါ Okay သူကတော့မိကွန်းအလုံး22ပုတ်ရှိပြီးတော့အမတို့6အများဆုံးတနင်္ဂနွေတေချာပုတ်ပေးရမယ်ပေါ့နော်အဲ့တက်ကိုကပေးနိုင်ရင်တော့စစ်ဖို့ပါညာနဲ့65မိနစ်ပေါ့နော်အဲ့တော့သူကဒီကအမှတ်60လေးရမှာ19မှတ်ရရင်အောင်မြင်ဟာဖြစ်ပါတယ် Okay ဒီဗီဒီယိုလေးကဒီလောက်ပါပဲ